ရာသီဥတုကတဖြည်းဖြည်းနဲ့အေးလာတော့အေးရတဲ့နေရာမထားချင်ဘူးဒါပေမဲ့ဒီနေ့အတန်းချိန်2ချိန်ရှိနေတာမလို့မထားလို့ရလည်းမဖြစ်ပြန်ဘူးဒီရက်ပတ်က exam ဖြစ်ပြီးတော့ပထမဆုံးပြန်တက်ရတဲ့အပတ်မလို့အတန်းချိန်နေရတော့ပို့ပပါပဲအခုကဒီနေ့အတွက်ပထမဆုံးအတန်းချိန်ကိုတက်မလို့လုပ်နေတာပါဆရာကတော့မရောက်သေးဘူးပေါ့နော်ကြီးရောက်တော့တဲ့အချိန်မှာစော်ရပြရှိသေးတယ်ဒီနေ့ကျောင်းမှာလုပ်တဲ့ပွဲလေးကကျတော့ညနေ9:00နာရီမှာရုပ်ရှင်ပြမှာအခုကကျတော့အရန်စောသေးရဲ့အခါကျတော့ကျောင်းသားတွေလာပြီးနေပူစာလှုပ်နေကြတာပေါ့နော်ထိုင်လို့အရန်ကောင်းတယ်ဒီနေ့တရားရဲ့ဒုတိယတန်းကကျတော့ presentation အတန်းပေါ့နော်ဒီနေ့ presentation အလည်းမဟုတ်တာနဲ့ထိုင်ပြီးတော့နားထောင်နေအောင်မယ်ဒီနေ့ presentation ကအစောကြီးပြရမလို့ဆရာကကျောင်းတက်ကပမူးကောင်တစ်ခုကိုလိုက်ပြီးတော့ပို့ပေးရပေါ့နော်အဲ့ပမူးကောင်မှာဆိုရင်ကျောင်းရဲ့ရော့ဆာနဲ့ပတ်သက်ပြီးတော့အချက်လက်တွေအများကြီးရှိရဲ့အများကြီးသိခွင့်ရခဲ့ရပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆုံးဖြတ်ကြည့်ပေးကြတော့ကျေးဇူးတင်ပါတယ် bye bye